မျက်စိနာနာလျာကာယစိတ်တလို့မနလို့ဆိုတယ်လူရဲ့ဣန္ဒြေ6ပါးမျက်စိကအကုသိုလ်မဖြစ်အောင်မြင်ပြီးအကုသိုလ်မဖြစ်အောင်နားကကြားပြီးတော့အကုသိုလ်မဖြစ်အောင်နှာခေါင်းနမ်းရှုပြီးအကုသိုလ်မဖြစ်အောင်လျာနဲ့အယတခံပြီးအကုသိုလ်မဖြစ်အောင်ကာယနဲ့ထိတွေ့ပြီးအကုသိုလ်မဖြစ်အောင်မနကစိတ်ကူးပြီးတော့အကုသိုလ်တွေမဖြစ်အောင်ဓဝါရ6ပါးဣန္ဒြေ6ပါးကအကုသိုလ်မဖြစ်အောင်ဆုတ်ပိတ်ပြီးတော့နော်သီလလုံအောင်ကြိုးစားတယ်ကိုကျင့်သီလနဲ့ပြည့်စုံတာကိုသီလတမ္ပနာမျက်စိနာနာလျာကာယမနကိုထိန်းချုပ်တာဣန္ဒြိယတံဝရဒီလိုဆိုလို့ရပေါ့ဣန္ဒြိယတံဝရနဲ့ပြည့်စုံတယ်တတိတံစဉ္ညာတဲ့အရာခသိကိုယ့်ရဲ့လှုပ်ရှားမှုတွေပြောဆိုလှုပ်ရှားမှုတွေအားလုံးပြောဆိုမှုတွေအားလုံးကိုတတိတံစဉ္ညာအမှတ်တမဲ့မပြောဘူးတတိနဲ့အတွေ့မှန်ကန်တဲ့အမြင်နဲ့တတိနဲ့အသိနဲ့ထိမ့်ပြီးတော့ပြောသွားလောက်သွားတယ်နောက်ပြီးတော့ရတာလေးနဲ့ရှိတာလေးနဲ့ကျင့်တတ်အောင်နေတယ်ဟောကိုချင်းတရား၄ခုလို့မှတ်အောင်အချင်းချုပ်ကသီလကိုချင်းသီလနဲ့ပြည့်စုံတယ်ကိုချင်းသီလဆိုတာရှောင်ကျင်မှုပဲဟိုကမလုပ်ဘူးမဟုတ်တာတွေကိုမလုပ်ဘူးနဲ့ရှောင်ကျင်လာတာရှောင်ကျင်မှုကတစ်ခုပြည့်စုံအောင်လုပ်မှုကတစ်ခုနှစ်ခုရှိတယ်ဝါရိဒသီလကြတော့ရှောင်တာစာရိဒသီလကြတော့လှုပ်တာလိုက်နာတာဝါရိဒသီလစာရိဒသီလကိုချင်းသီလတွေပြည့်သွားပြီနော်ကိုချင်းသီလတွေပြည့်စုံသွားပြီဆိုရင်အဲ့ဒီကိုချင်းသီလခိုင်မာဖို့အတွက်ကိုချင်းသီလပြည့်သွားတာနဲ့တပြိုင်နက်သူ့မှာဘယ်လိုအကျိုးကျေးဇူးတွေရလာတော့ဆိုအနဝိဇ္ဇဒုက္ခတဲ့ကိုချင်းသီလဆိုတာကာယကံဝစီကံကိုထိမ့်သိမ့်တာနော်ပါးစပ်ကပြောချင်တာတွေမပြောဘူးကိုယ်ဒီလျောက်လှုပ်ချင်တာတွေမလုပ်ဘူးနှုတ်ကိုစီကံထားတယ်ကိုယ်စီကံထားတယ်အပြစ်ဖြစ်မဲ့ဟာတွေကိုရှောင်နေမလုပ်ဘူးထိမ့်သိမ့်ဆော့ရှော့တယ်ကိုယ်နဲ့နှုတ်ကိုထိမ့်ချုပ်လိုက်ခရဲဒီပုဂ္ဂိုလ်ဟာလုံခြုံမှုရသွားတယ်အပြစ်ကင်းသွားတယ်များသောအားဖြင့်အပြစ်ဖြစ်နေတာအပြောနဲ့အပြစ်ဖြစ်တာရှိတယ်အလုပ်နဲ့အပြစ်ဖြစ်တာရှိတယ်အဲ့ဒီအပြစ်တွေကင်းသွားတဲ့အခါဘာရတော့အနဝိဇ္ဇဒုက္ခအပြစ်ကင်းတဲ့ချမ်းသာတစ်ခုရသွားတယ်ဟောသီလနဲ့ပြည့်စုံရင်ရတဲ့ချမ်းသာဘာတော့အနဝိဇ္ဇဒုက္ခနော်အခုသီလဆောင်အခုရအပြစ်ကင်းတဲ့ချမ်းသာကိုရသွားတာဒီချမ်းသာအနည်းတဲ့ချမ်းသာမဟုတ်ဘူးအပြစ်ရှိနေတဲ့လူတယောက်ကသူများတိုးတိုးပြောငါအကြောင်းများပြောနေတာလားနဲ့ तू ကလန့်နေတာပဲအမြဲတမ်းမဟုတ်တာလို့ရင်လန့်နေတဲ့လူကနော်အပြစ်ကင်းနေတဲ့ပုဂ္ဂိုလ်ကဘာမှမလန့်တော့ तू ဒီလိုဆိုလို့တယ်အနဝိဇ္ဇဒုက္ခတခါအိန္ဒြိယတံဝရမျက်စိကအကုသိုလ်မဖြစ်အောင်မျက်စိကမြင်ပြီးတော့လောဘမဖြစ်အောင်ဒေါသမဖြစ်အောင်ဒီလိုနားကနှာခေါင်းကဒီလိုဟာတွေထိမ့်သိမ့်ပြီးတော့သွားတဲ့အခါကျတော့ဘာဖြစ်အဗျာတိကဒုက္ခတဲ့လုံးဝအကုသိုလ်တွေရောရှက်မှုမရှိတော့ဘဲနဲ့စိတ်ချမ်းသာမှုစိတ်နှလုံးအေးချမ်းမှုတွေပိုရတာစိတ်နှလုံးအေးချမ်းမှုတွေပိုရတာ